အားလုံးပဲမင်္ဂလာပါအခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုပြောက်သွားတဲ့ကောင်မလေးအကြောင်းကိုရိုက်ကူးထားတဲ့ဟာတာအရှင်ရုပ်ရှင်လေးပဲဖြစ်ပါတယ်ရုပ်ရှင်လေးတွေကဇက်ကောင်တယောက်ကတော့စုဖြစ်ပါတယ်သူဟာစူပါဟီးရိုးဝတ္ထုတွေကိုဖတ်ပြီးတော့ကြည်ပြနာသူတယောက်ပါသူမအကြိုက်ဆုံးစူပါဟီးရိုးစူပါမုန်းကိုအားကြတာမို့လို့သူ့လိုမျိုးဖြစ်ချင်နေတယ်စုကအကြောင်းမှာတကယ်ချင်းမရှိသလိုအမေဖြစ်တဲ့မာရီယာကလည်းလှုပ်ရှုပ်နေတဲ့အတွက်သူ့ကိုဂယူးမဆိုင်နိုင်ပါဘူးသူ့အဖေဦးတိုးနဲ့အတူတူအမေရှိရာစမ်းသပ်ခန်းကိုသွားပြီးမွေးနေ့ဆပ်ပရိုက်လုပ်ဖို့ပြင်ကြတယ်မာရီယာကသိပ္ပံအဖွဲ့အစည်းရှိမှဟောပြောပွဲလုပ်နေချိန်စုကဘုတ်ပေါ်မှာရေးထားတဲ့ equation တွေကိုဖြတ်လိုက်ပြီးမိအတွက်မွေးနေ့ဆူတောင်းစကားရေးတယ်ကိမုတ်ကိုမီးထွန်းလိုက်တဲ့အခါမီးချက်ပေးတန်ထွက်လာတယ်သူ့အလုပ်ကိုဖြတ်တဲ့အတွက်မာရီယာကိုအမေကလာမှန်တယ်လူကြီးတွေကပြန်ထွက်သွားတဲ့ချိန်စိတ်ဆိုးသွားတဲ့စုကကိမုတ်ကိုလွှင့်ပစ်တာဆက်တစ်ခုပေါ်ပြုတ်ကျသွားပြီးရုတ်တရက်ဆိုသလို system တစ်ခုကပွင့်သွားတယ်အဲဒီ system ကိုပြန်ပိတ်ဖို့စုကဟိုနေ့ဒီနေ့လောက်တာပူချိန်ကပုံပြင်းလာတယ်အခန်းထဲမှာပိတ်မိသွားပြီးမာရီယာတို့တီထွင်နေတဲ့ပစ္စည်းကလေးနှံပုံစံပေါက်ကွဲသွားတယ်လူနာတင်ကားခေါ်ပေးပေမဲ့မိကသူ့နာမမနေပဲဒေါက်တာဒရီနဲ့စကားသွားပြောတာမို့စုကဝမ်းနေမိတယ်သူ့တန်ရာတွေကအပြာရောင်လေးနှံနေထွက်နေတယ်မိကသားသမီးတဲ့လောက်ကိုချစ်နေကြောင်းကွန်ပလိန်းတက်လိုက်ပါသေးတယ်စူပါမွန်အကြောင်းကိုအိမ်မက်မက်ပြီးပြန်လို့လာချိန်လက်တစ်ဖက်ကခဏပြောက်သွားလို့ရမ်းလန့်မိပေမဲ့အဖေကိုပြောမပြပါဘူးကြောင်းလိုက်ပုတ်ပေးတဲ့အဖေကရဲတော်ကြောင်အောင်ခရီးထွက်ရပါမယ်စုကလွဲရင်လူတိုင်းကဟောလဝင်းပါတီဖိတ်စာရထားတယ်တိုဘီဆိုတဲ့ကောင်လေးကနားရောက်လာပြီးစုလိုပဲစူပါမွန်စာအုပ်ကိုသဘောကျကြောင်းပြောတယ်နိုင်ကျစ်တက်တဲ့အီလီနိုဖွဲကရောက်လာပြီးတိုဘီကိုစကားပြောပေမဲ့စုကိုရေးမဆိုင်ပါဘူးစိတ်ပြောင်းလဲသွားတဲ့စုကရုတ်တရက်ဆိုသလိုကိုပြောက်သွားတော့လမ်းလိုအိမ်သားတွေကိုသွားတယ်အိမ်သားဆက်ကိုဆွဲချတာကိုမြင်တဲ့ကောင်မလေးကတရေ၆ခံရတယ်လို့ထင်ပြီးဆရာကိုခေါ်ပြတယ်ရေထိရင်ကိုပြောက်ပြီး၆ခံလိုက်တဲ့အခါကိုပြန်ပြောက်သွားတယ်ဒေါက်တာတွေကတော့သတင်းစာရှင်းလင်းပွဲလုပ်ခိုင်းတယ်ဒေါ်မာရီယာနဲ့သူ့ရဲ့လောက်ထောက်လီနီယာတို့ကပစ္စည်းနေကြတော့ပစ္စည်းတွေပြုတ်ကျသွားတယ်စုကမိမလဲခင်ကိုပေါ်အောင်လုပ်လိုက်တယ်စုပြတ်လို့လာတော့အပူကကိုပြောက်စေပြီးအေးကကိုပေါ်စေချောင်းသိလိုက်ပါပြီစုအတွက်အန်ဒီရဖြစ်နိုင်လို့ဘယ်ကောမှမသွားခိုင်းတဲ့အမေစကနားမထောင်ပဲကြောင်းသွားတဲ့အဖေဖြစ်သူကိုဖုန်းခေါ်တော့လည်းမကင်ပါဘူးတိုဘီကစုကိုစာအုပ်ကြောင်းလာပြောနေတော့အီလင်တို့ကလာနှောက်ချက်ပြန်တယ်အီလင်ရဲ့ဖုန်းကနေပောက်ကရရင်းတုံထွက်လာအောင်လုပ်လိုက်တဲ့သူကတော့စက်ရုံနည်းပညာအဖွဲ့ကအက်ပဲဖြစ်ပါတယ်ကျောင်းကိုလီနီယာရောက်လာပြီးစုကိုစမ်းသက်ခန်းကိုခေါ်သွားတယ်။စုရဲ့ခန္ဓာကိုယ်ထဲကိုသူတို့တီထွင်ထားတဲ့ပစ္စည်းကဝင်သွားတာဖြစ်ပြီးဒဏ်ရာတွေကတော့ပျောက်ကင်းသက်သာနေပါပြီ။ကိုပြောက်သွားတဲ့အခါသူထိလိုက်သမျှပစ္စည်းတွေကလည်းသူနဲ့အတူတူကိုလိုက်ပြောက်တယ်။ဒီပစ္စည်းကိုလူတွေကမတမာတဲ့နေရာမှာတုံးချမှာစိုးရိမ်တာမို့မာရီယာကဖျက်ဆီးခြင်းပေမဲ့လက်ထောက်ဖြစ်သူကသဘောမတူပါဘူး။စုကတော့ဖြည့်ဆည်းထွင်ခိုင်းပါတယ်။စွမ်းရင်300တာပင်ပန်းတဲ့အတွက်စုကအเจ้าမြောက်ခန်းကိုပြန်ပြီးတရေအိတ်လိုက်တယ်။စက်ရုံနည်းပညာအဖွဲ့ကမြောက်ခန်းမှာတရှိတာကြောင့် app ကရှာတွေ့သွားတယ်။ဆူနိုလာတော့ဆိုင်တဆိုင်ကိုမဟုတ်တူတူသွားစားတယ်။အီလင်တို့ရောက်လာပြီးနိုင်ချင်းတဲ့အတွက်စုကကိုဖြောက်ပြီးပညာပေးကမှကိုပြောက်နိုင်တာကိုအဲ့ယုံသွားတယ်။ဒေါ်မာရီယာစုကိုဒီကိစ္စတွေအလုံးမပြီးသွားခင်တိုးတိုးတိတ်တိတ်နေခိုင်းတယ်။စမ်းသက်ခန်းကဝန်ထမ်းတယောက်ဟာဒေါက်တာဒရေးကိုအကုန်ပြောပြတယ်။အိမ်ပြန်ရောက်တဲ့ချိန်လူတချို့ကမာရီယာကိုပြန်ပြီးဆွဲသွားတယ်။အမေကတော့ AI နဲ့မျက်နှာဖုံးအနီကိုလိုက်ရှာပါလို့អော်သွားတယ်။ကိုပြောင်းအောင်လုပ်ပြီးကားကိုလမ်းမြောင်လုပ်တော့လူဆိုးတွေကသူမကိုထားခဲ့တယ်။အဖေဖြစ်သူကောင်ဖုံးဆက်ပြောပြပေးမယ်မယုံပါဘူးဘယ်ကိုသွားရမှန်းမသိလို့အเจ้าကိုသွားတာတိုဘီနဲ့ဆုံတယ်တိုဘီကသူမရဲ့ပါဝါအကြောင်းကိုသိသွားတယ်အိမ်ညမှာနားယူအိတ်ဆက်ပြီးတဲ့နောက်မိကားတွေကလက်တော့ကိုယူချင်းလူတယောက်ကဖုံးခေါ်ပြီးကားနောက်ဖုံးနဲ့ဝင်ခိုင်းတယ်တနေရာကိုရောက်တော့သူတို့ကိုခေါ်လိုက်တဲ့သူကအမှန်သိလိုက်ရတယ်နားရောက်လာတဲ့လူဆိုးတွေကိုလျှက်စစ်နဲ့ရှော့တိုက်လိုက်ရပါသေးတယ်မာရီယာကိုဒေါက်တာတွေရဲ့လူတွေဖမ်းသွားတဲ့ဗီဒီယိုသက်တွေကလည်းအပြည့်လက်ထဲမှာရှိနေတယ်မိကိုပြန်ငယ်ခြင်းနဲ့စုကတိုဘီကိုပါကိုပြောင်းအောင်လုပ်ပြီးစမ်းသပ်ခန်းထဲကိုဝင်တယ်တိုဘီကမာရီယာရဲ့ဖုန်းနဲ့ကိုပြောက်စိမ်းနမူနာကိုယူတော့စုကအိပ်ပျော်နေပါပြီအပြင်မှာလူတွေရောက်လာပြီးမို့စောင့်ကြည့်နေတဲ့ app ကသတင်းလှမ်းပို့တယ်ပြုတ်ပြုတ်ပေးပြီးနှိုးလိုက်မဲ့ချိန်စုကနိုးလာတယ်နှစ်ယောက်သားကိုပြောင်းအောင်လုပ်ပြီးဟော်ကန်တွေကနေထွက်ပြေးပေမဲ့တိုဘီကအမှန်ကိုဝင်တိုက်မိတာကြောင့်လူဆိုးတွေကတတိထားမိသွားတယ်အပြင်မှာရက်ဆောင်နေတဲ့ app ကအမြန်ဆုံးထွက်ပြေးလို့ရအောင်စီစဉ်မိတယ်အဲ့နောက်မှာတော့သူတို့အဖွဲ့ကစုရဲ့တော့လော်ရာစီကိုသွားတယ်ရင်တော့ကလော်ရာကမာရီယာနဲ့အတူတူလှုပ်လှုပ်ပူပြီးရန်ဖြစ်လို့ထွက်လိုက်တာပါကိုပြောက်စေးကအန်ရရှိကြောင်းပြောပေမဲ့မာရီယာကလက်မခံခဲ့ကြောင်းရှင်းပြတယ်သူတို့တွေဖုန်းထဲကမာရီယာဗီဒီယိုထဲမှာလာတိုက်ခိုက်တဲ့သူရဲ့ခြေထောက်ကိုပဲမြင်လိုက်ရတယ်လက်တော်အိတ်ကိုဖွင့်လိုက်တဲ့အခါနီအောင်မျက်နှာဖုံးကိုတွေ့လိုက်ရတယ်ဆက်ဖွင့်လိုက်တဲ့အခါသုံးပုံမြင်ပုံရိပ် AI ကပေါ်လာတယ် AI ကလည်းဒေါ်မာရီယာရှိတဲ့နေရာကိုမသိပါဘူးထမင်းစားပြီးတဲ့နောက် AI နဲ့စကားထပ်ပြောပြန်တယ်မာရီယာဖမ်းခံလိုက်ရပေမဲ့စုအတွက်ဖြည့်ဆည်းရှာဖို့ AI ကိုတောင်းဝင်ပေးခဲ့တယ်စုတယောက်ထဲအပေါ်မှာပဲမာရီယာတို့စေးရကတက်ရောက်ခဲ့တာမို့ဒွေးလိုက်နေတာကမာရီယာမဟုတ်ပဲစုပါပဲညဘက်မှာစုကိုတယောက်ယောက်ကပြန်ပြီးဆွဲဖို့ကြိုးစားပေမဲ့တတိထားနေတာကြောင့်မအောင်မြင်လိုက်ပဲအတချောင်းကျရင်ခဲ့တယ်အက်ကစုအတွက်စူပါဟီးရိုးဝစ်စုံတစ်ခုကိုလုပ်ပေးတယ်အပူကိုထိချုပ်နိုင်သွမ်းရှိတော့အလွယ်တကူကိုပြောက်ကိုဖော်နိုင်ပါတယ်ကိုပြောက်စုကဟေးရန်လုံနေတော့မာရီယာစီကဖုံးဝင်လာတယ်အဆောင်အပြက်စီကိုလာခိုင်းတာကြောင့်စုတို့ကသွားတယ်လူဆိုးတွေတွေးတော့တိုဘီကစုကိုပြုတ်ပြုတ်လေးပေးပြီးကိုရောင်ဖြောက်တယ်ဒရေးကသူတို့မျက်နှာကိုမှတ်မိသွားပြီးနောက်ကနေလိုက်တယ်လူဆိုးတွေမသိအောင်ဒလီကောင်လေးရဲ့ဘိန်းကိုယူပြီးမောင်းပြေးသလို
လီနီယာကကားနဲ့သူတို့နောက်ကနေလိုက်တယ်ကားတွေကပိတ်ရက်ပြီးဖမ်းတာကြောင့်တိုဘီဟာစုရဲ့ဆွမ်းနဲ့ဆိုင်ကယ်ကိုကိုဖြောက်ပြီးခုန်ပြန်တယ်လွန်မြောက်သွားတဲ့နောက်မေလှမ်းခေါ်တဲ့စက်ရုံပြတ်ထဲရောက်သွားတယ်သူတို့တွေကိုတခုခုလှုပ်ချင်လို့ခေါ်လိုက်တာလို့ခံမှန်းမိတယ်သူကိစ္စမှာစိတ်မပါရင်လည်းဟောလဝင်းပါတီကိုအီလင်နဲ့အတူတူသွားဖို့အပြောခံလိုက်ရတဲ့အတွက်တိုဘီကစိတ်ဆိုးပြီးပြန်သွားတယ်ဒရုန်းတော်တော်များများကသူ့အနာကိုဝင်းရံနေလို့ကိုဖြောက်ဖို့လုပ်ပေမဲ့ဝစ်ဆုံကပျက်စီးနေပါပြီပောက်ကွဲမှုဖြစ်တဲ့အခါစုကမိလဲသွားတယ်ခရစ်စတိုဖာကလည်းအိမ်ပြန်ရောက်မှကျူးကျော်သူဝင်ရောက်ထားတဲ့အင်ကိုမြင်ပြီးအကျိုးအကြောင်းသဘောပေါက်သွားတယ်စုပြန်လို့လာတဲ့အခါမာရီယာကအကျိုးအကြောင်းမြင်မြန်တဲ့အတွက်စုကတငယ်ချင်းတယောက်ရှိနေမဲ့နေရာကိုပြောပြမိသွားတယ်အခန်းထဲပိတ်ခံထားရတဲ့စုကို AI ကတခုခုပြတယ်မာရီယာကဘောစီစီကိုတရင်လှမ်းပို့နေတယ်တကယ်တော့သူကမာရီယာအစ်စ်မဟုတ်ဘဲလီနီယာကဟန်ဆောင်ထားတာပါစုရဲ့သွေးနမူနာကိုသူ့ကိုယ်တည်းကိုထိုးထည့်ခဲ့ပြီးအစွမ်းနေရလာတာပါတကယ်တော့ဒေါ်မာရီယာအစ်စ်ကအိမ်ပြန်လာတော့ AI ကအစ်စ်လိုတက်သေးထုတ်ပေးတယ်တကယ်ချင်းတွေအတွက်စုကစိတ်ပူနေမိပါပြီစုရဲ့သွေးကိုစီရန်ဖြစ်ပြောင်းပြီးလိမ့်ရင်အသုံးပြုသူတွေရလာတဲ့အစွမ်းတွေကတူမှာမဟုတ်ပါဘူးစေးကြောင်မျက်မြင်သက်သေတွေဖြစ်တာမို့စုရဲ့တကယ်ချင်းတွေကိုတတ်ဖို့ကြံတာပါမာရီယာတို့ကဒေါက်တာဒွေရဲ့ကိုကြီးနဲ့ထွက်ပြေးတယ်ဒွေကတစ်ချိန်လုံးသူ့ဘက်မှာပဲနေပေးခဲ့တာပါဖြည့်စည်းထွင်တာအောင်မြင်သွားပြီဖြစ်တာမို့ထိုးမဲ့လုပ်ပေမဲ့စုကလီနီယာကိုအနိုင်ယူခြင်းနေပါသေးတယ်ပါတီမာတိုပီကအီလင်နဲ့ကနေတာမြင်ပြီးစုကတဝင်းတုံမိတယ်အပ်ကတီချေနာကိုဝင်ပြီးတီလုံးတွေကိုပောက်ကြရလုပ်ပြတယ်ကလတ်ထဲမှာစုကလီနီယာကိုရှာတယ်တကယ်တော့အီလင်စစ်ကအင်တာထဲမှာဖြစ်ပြီးအီလင်ပုံစံဟန်ဆောင်ထားတာလီနီယာပါအီလင်ရဲ့ပုံစံတွေကပြောင်းနေတာမို့စုကရိပ်မိသွားတယ်အဲ့ချိန်လူဆိုးတွေရောက်လာတာမို့အက်ကတကားအလုံးကိုပိတ်ပစ်တယ်စုကတိုပီကိုတောက်ခေါ်ပြီးချင်းပြန်လှန်တောင်းပန်နေကြချိန်လီနီယာကသူ့ပုံစံအမှန်နဲ့ရောက်လာပြီးတိုပီကိုဖမ်းတယ်ပြင်ကိုဖမ်းခေါ်ဖို့စူးစမ်းချိန်စုကကိုဖြောက်ပြီးဖြည့်စည်းကိုလီနီယာရဲ့ခန္ဓာကိုယ်ထဲထိုးထည့်ပေးလိုက်တယ်အက်ကတော့အများသူငါမလန့်အောင်ရှိုးတစ်ခုလောက်တာဖြစ်ကြောင်းညာပြောတယ်တကယ်ချင်း၃ယောက်ပါတီကနေပြန်တဲ့ချိန်ပြင်မာဆောင်နေတဲ့လော်ရာကိုတွေ့တယ်မိကလော်ရာကိုပို့လိုက်တာလို့ပြောပါတယ်အဲ့နောက်မှာတော့တိုဘီကဗီဒီယိုထဲမှာတွေ့လိုက်တဲ့ဝှီချက်က6ရောက်ပုံစံဟာလော်ရာရဲ့6ရောက်ပုံစံမှန်သတိထားမိသွားတယ်လူဆိုးတွေရောက်လာပြီးမာရီယာဒေါက်တာဒွေးနဲ့ခရစ်စတိုဖာတို့ကိုပြန်ပြီးဆွဲတယ် AI က911ကိုခေါ်ပြီးတဲ့နောက်စုတို့ကိုအမြန်ပြေးခိုင်းတယ်စုကတော့လှုပ်ဖို့တောင်မောပတ်နေပါပြီဒီနှစ်တွေတော့အတွင်းလီနီယာကလော်ရာအတွက်လှုပ်ပေးနေခဲ့တာပါစုကသာသွေးကိုထုတ်မပေးဘူးဆိုရင်တကယ်ချင်းတွေကိုတခုခုလုပ်မယ်လို့ပြောပြီးချိန်ချောက်တယ်စုကကြံနေသေးတဲ့ဖြစ်ဆွေးတွေနဲ့ဒုက္ခနာကိုယ်တဲကိုထိုးထည့်လိုက်တယ်ဒေါသထွက်လို့တပ်ဖို့လာနေတဲ့လော်ရာရဲ့ဝှီချက်မှာFPS ဆက်ကိုတက်ပေးလိုက်တဲ့အခါဝေးကြီးကိုလွင်သွားတယ်ရဲတွေကလည်းပွဲပြီးလို့ထုံးစံအတိုင်းရောက်လာတယ်နောက်နေ့မနေ့မှာတော့စူးရိပ်ရနိုးလာတဲ့ချိန်ဘေးမှာမေဖြစ်သူကိုတွေ့ရတယ်ရာအားလုံးကိုအိမ်မက်လို့သဘောထားခိုင်းပြီးပြန်ကောင်းသွားတဲ့ AI လေးကိုပေးတယ်စုကလည်းမေဖြစ်သူကိုမွေးနေ့လက်ဆောင်လေးပေးတယ်တကယ်ချင်းတွေကိုရံဖန်ရံခါတွေ့ပြီးတိုဘီနဲ့လည်းတွေ့လိုက်တယ်ဖြည့်စည်းကစူးရက်ကိုမှမတက်ရောက်တာမို့အခုထိကိုပြောင်းနေစေဆိုတာကိုပြောကြရင်ဒီဇက်လန်လေးကဒီပါရီမဲတခန်းရက်သွားပါတော့တယ်နောက်နေ့တွေမှာတင်ဆက်မဲ့ဗီဒီယိုကောင်းကောင်းလေးတွေကိုကြည့်ရှုဖို့အတွက် channel ကိုပြန်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်